တိုက်ကသတိပေးခြင်းကြည့်ရှုနားဆင်နေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့တိုက်အကြောင်းသိလို့သူတွေမမြဲတဲ့အကြောင်းတရားတွေကိုသိဖို့အတွက်ကျွန်တော်ဆိုင်ခွန်ဒီမှာပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာတိုက်ကသတိပေးခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒါကတိုက်ဆက်ရှိပြီးတိုက်ရဲ့အကြောင်းမဟုတုတရှာဖွေသူများကိုအဓိကထားရည်ရွယ်ပါတယ်ခင်ဗျာတိုက်ကပုဂ္ဂိုလ်များကမိမိအဆက်တွေများလူဘဝသို့ရောက်ရှိတဲ့အခါဆက်သွယ်ခြင်းတတိပေးခြင်းများပြုလုပ်ကြတယ်ထို့သောတတိပေးခြင်းများစွာရှိတဲ့အထက်မှာဘယ်အချက်ဖြစ်လင်ဘလို့ပြုလုပ်ရမလဲဆိုတာကိုလွယ်ကူရိုးရှင်းနားလည်အောင်ကျွန်တော်ဆိုင်ကုန်ဒီမှာပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာသိထားရမှာကမိမိကဒီလိုအချက်တွေဖြစ်တိုင်းတိုက်ကအချက်ပြတယ်တိုက်ကတတိပေးတာမဟုတ်ပဲအခြားအချက်များစွာလည်းရှိတယ်ဒါကြောင့်စေယုံစေကမ်းများပြတဲ့နဲ့ပြီးမှချင့်ချိန်ယုံတင်ပါတယ်ခင်ဗျာဒါဆိုတိုက်ကဘလို့သတိပေးရင်ဘလို့ပြုလုပ်စီချင်တာလဲကောင်းတစ်ချမ်းကြိုက်ခြင်းထိုကောင်းတစ်ချမ်းကြိုက်ခြင်းတွေထဲမှာညာဘက်အချမ်းကြိုက်ရင်ဒါဆိုရင်မိမိကြံခဲ့တဲ့ပုံကူများအတွက်ကောင်းမှုကုသိုလ်လုပ်စေချင်တာအမြတ်အတမ်းပေးဝေစေချင်တာ၎င်းတို့နဲ့ပတ်သက်ဆွနေတဲ့ကုသိုလ်ကောင်းမှုအလှပွဲတွေမှာနေများမစိုးလောက်အားသို့မဟုတ်ငွေအားပါဝင်စေချင်တာဖြစ်တယ်လို့သိမှတ်နိုင်တယ်ဒါဆိုရင်ခေါင်းရဲ့ဘယ်အချမ်းကြိုက်ရင်ဘာလို့ပေးစီချင်တာလဲဆိုရင်ခုနှစ်သားသမီးအပါဝင်လူနဲ့တိရစ္ဆာန်တရဝါတွေကိုမိမိတက်နိုင်သလောက်စံစီစာအစားအစာမျိုးမျိုးအဝေးအထည်မျိုးမျိုးစေရမျိုးမျိုးကိုလှူဒန်းပေးစီချင်တာဖြစ်တယ်လို့သိမှတ်ရမယ်ခွေကြောင်ညံ့ငါစားတဲ့တိရစ္ဆာန်လေးတွေလည်းပါဝင်ပါတယ်ဘိုင်အောင်ချင်းတိုင်နမိတ်ဘိုင်အောင်တဲ့အထဲကမှညာဘက်အချမ်းအောင်နေဆိုရင်တိုင်းနဲ့ပတ်သက်ပြီးအဋ္ဌံတစ်ခုခုဝင်စေချင်တာသို့မဟုတ်တိုင်းနဲ့ပတ်သက်ဆွနေတဲ့အလုပ်တစ်ခုခုအကြောင်းမျိုးမျိုးနဲ့ပေါ်ပေါက်လိမ့်မယ်ထိုကိစ္စရပ်တွေထဲမှာပါဝင်အားဖြည့်စေချင်တာလို့သိမှတ်နိုင်တယ်ညာဘက်အချမ်းဘိုင်အောင်ခြင်းမိမိအစင်မပြေတဲ့အလုပ်တစ်ခုခုအတွက်အရာတစ်ခုခုအတွက်အခြေအနေတစ်ခုခုအတွက်ထပ်ပေါက်အနေနဲ့လူပုဂ္ဂိုလ်တဦးသို့မဟုတ်တိုက်ပုဂ္ဂိုလ်တဦးထံမှမေတ္တာတက်ခံယူစေချင်တာလို့သိမှတ်ရပါမယ်ဒီလိုမျိုးတွေမိမိကပြုလုပ်ပါလျက်ဖြစ်ပျက်မှုတွေဟာရက်စိတ်လာတယ်အိမ်မက်တွေလည်းဇက်တိုက်ဆိုသလိုမှတ်နေရင်ဒါဆိုရင်မိမိဟာတိုက်ဆက်ကြီးပြီးအချိန်တန်နေပြီမိမိထားခဲ့တဲ့ခရီးတွေကိုတာဝန်တွေကိုပြုလုပ်ရတော့မယ်မလုပ်နိုင်ဘူးဆိုရင်တော့ဒီကိစ္စဒီတာဝန်တွေအတွက်ရည်မှန်းချက်ထားရတော့မယ်ဆိုတာသိမှတ်ရပါမယ်မိမိဟာဒီအချက်တွေဖြစ်ပေါ်တဲ့အခါတိုင်းထိုအချက်တွေနဲ့ဆက်တဲ့အရာတတိလေးကားအစပြုလုပ်တိုင်းမိမိရဲ့အဆက်အနွယ်ဆောင်းလျှောက်တွေကိုအမျှပေးဝေရပါမယ်ဒါဟာအရေးကြီးပါတယ်မိမိယခုဘဝကခင်မွန်းကြီး10ပါးကိုဥထိတ်ထားပြီးဘဝဆက်ဆက်ကဆွေတော်မျိုးတော်ရဲ့အတွက်အမြဲဥထိတ်ထားရမယ်ဒါဆိုရင်မိမိဟာလုံခြုံတဲ့ဘဝကိုရရှိလိမ့်မယ်မိမိတည်ထားရမှာကခေါင်းကိုက်တိုင်းဘိုင်းအောင်တိုင်းတိုက်ကနမိတ်ပြခြင်းတတိပေးခြင်းမဟုတ်ပဲအခြားယောဂအခြေအနေကြောင့်ဖြစ်နိုင်လို့မိမိကိုယ်ကိုယ်လည်းဇေယုံစေကံပြတ်တင်ပါတယ်အခြားတိုက်ကသတိပေးခြင်းအကြောင်းအရာများကိုဆက်လက်ဖော်ပြပေးမှာဖြစ်လို့စိတ်ပဝင်စားသူများကကျွန်ုပ်ကောင်ကို follow နိုင်ပါတယ်ခင်ဗျာဒါကတော့တိုက်ကသတိပေးခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာအနည်းငယ်ပြောပြလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာမိမိတို့ဒီရာခဲလာတော်လူဘဝကိုရရှိခဲ့ပြီးမိမိတို့သွားလို့ရပုံဒါနအသီးကိုအသိဉာဏ်ရှိရှိနဲ့ရွေးချယ်နိုင်ပါကြောင်းပြောရင်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပြသည်ခင်ဗျာခုနှစ်နေ့နဲ့ရှစ်နေဘွားသားသမီးတို့ဒီယနေ့ယခုချိန်မှစ၍စိတ်ချမ်းသာကိုယ်ကျမ်းမာခြင်းနှင့်ပြည့်စုံ၍နေ့ရက်တိုင်းမှာပျော်ရွှင်နိုင်ကြပါစေခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ